မြုံနေတယ်လို့စစ်ဆေးတွေ့ရှိထားတဲ့ကုမ္ပဏီဥက္ကဋ္ဌကြီးဟာပိုနေတဲ့တုပ်ပိုး sperm တွေကိုရေကန်ထဲဒီအတိုင်းဆွန့်ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတုပ်ပိုးတွေကရေကူးကန်ထဲမှာရေကူးနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ထဲကိုမတော်တဆဝင်သွားခဲ့မယ်လို့ဘသူကထင်ထားမှလဲတလအကြာမှာတော့အဲ့ဒီအမျိုးသမီးဟာကိုဝင်ရှိနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါတယ်ဆရာဝန်ပြောစကားကြောင့်အမျိုးသမီးဟာနားမယုံနိုင်ဖြစ်သွားပါတယ်။သူဟာအမျိုးသားတစ်ယောက်ရဲ့လက်ကိုယ်တော်မထိဘူးသူမို့ဘလို့လို့ကိုဝင်ရှိနိုင်မှလဲလို့ထင်ခဲ့တာပါ။ဒါပေမဲ့စေပညာအရအရေးချင်းထိတွေ့မိုံနဲ့ကိုဝင်ရနိုင်ခြေရှိတယ်လို့ဆရာဝန်ကရှင်းပြပါတယ်။နောက်ဆုံးမှာတော့သူမဟာကလေးကိုမွေးဖွားပြီးပြုစုပြောင်းထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိခင်နဲ့သားနှစ်ယောက်သားတန်ရောစဉ်တအားကြီးကြပါတယ်။ဒီနေ့မှာတော့အမျိုးသမီးကစစ်စစ်ချက်သွားထုတ်နေတော့ဥက္ကဋ္ဌကြီးနဲ့သူ့ဖခင်အဖိုးအိုတို့ဟာလည်းအဲ့ဒီဆေးရုံကိုရောက်လာခဲ့ပါတယ်။အဖိုးအိုဟာမျိုးဆက်ပြတ်တော့မဲ့အရေးကိုစိုးရိမ်လို့နေမကောင်းဖြစ်နေတာပါ။သူဟာမြေးလေးတစ်ယောက်လောက်ရပါစေလို့ဖះမှာဆူတောင်းနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအဖိုးအိုရဲ့လက်ပတ်ပတိလေးပြတ်ထွက်သွားပြီးကောင်လေးတစ်ယောက်ရဲ့ခြေရင်းကိုလိမ့်သွားပါတယ်။အဖိုးအိုမောကြည့်လိုက်တဲ့အခါတုံ့လောက်သွားရပါတယ်။ဒီကလေးဟာသူ့သားငယ်ငယ်တုန်းကနဲ့တပုံစံနဲ့ဖြစ်နေလို့ပါ။အဖိုးအိုဟာစိတ်လှုပ်ရှားလုံးလို့ကောင်လေးရှိမှတူးထောက်ကျသွားပြီးဒါငါမြေးလေးပဲလို့အော်ဟစ်ကကောင်လေးကိုဖတ်ထားပါတော့တယ် 是我孙子。 မြေးလေးလို့တွတ်ခေါ်နေပေမဲ့ကောင်လေးကတော့ 爷爷，你认错人了。 လူမားနေပြီလို့ပြန်ပြောပါတယ်ဒါဟာအဖိုးအိုအတွက်တော့ဒီနှစ်ထဲမှာ6ယောက်မြောက်မြေးဖြစ်မှားယွင်းတတ်မှတ်မှုဖြစ်လို့လူတိုင်းကစိတ်ပြက်နေကြတာပါအဖိုးအိုဟာကောင်လေးကိုလိပ်စာကပ်ပေးပြီးလိုအပ်ရင်ဖုန်းဆက်ဖို့ပြောလိုက်ပါတယ်ဒါအပြင်တိတ်တဆိတ်ပဲကောင်လေးရဲ့စပင်းနဲ့ပင်ကိုယူသွားခဲ့ပါတယ်မကြခင်မှာနှမ်းစစ်စစ်ချက်ထွက်လာတော့ကောင်လေးဟာတကယ်ပဲသူ့ရဲ့မြေးရင်းခောက်ခောက်ဖြစ်နေပါတယ်